အားလုံးပဲမင်္ဂလာပါအားလုံးနဲ့မတွေ့ရလဲကြပြီเนาะဖြူလဲအားလုံးကိုသတိရနိုင်ပါတယ်အခုဖြူကဖြူစောနေကြခြင်းကိုသွားနေတာပါဘာလို့ဆိုတော့ဒီမီလာမှာဘန်ကောက်မှာကျင်းပပြုလုပ်မယ် High Rose Fitness ပေါ့เนาะဒီအားကစားပြိုင်ပွဲမှာဖြူကဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ဖြူက training နေဆင်းနေတယ်ဆိုတော့ဂျင်ကိုရောက်တဲ့ခါကျရင်ဖြူလုံးနေတဲ့ training တွေရဲ့ဒီ High Rose Fitness ဆိုတဲ့ပြိုင်ပွဲကဘာလဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့ပြပြမယ်เนาะဆိုတော့ let's goဖြူစောနေတဲ့ဂျင်ကိုရောက်ပါပြီဆိုတော့ရှင်းပါပါဖြူစောနေတဲ့ဂျင်5 ton ဆိုတဲ့ဂျင်ကိုရောက်ပါပြီဆိုရင်တော့ဖြူစောနေတဲ့ဂျင်ကိုရောက်လာပါပြီဒီခန်းထဲမှာ training လုပ်မှာပါဆိုတော့ဒီ box ထဲမှာ training လုပ်မှာပါခုဖြူမကျင်ကိုရောက်နေပြီဆိုတော့ဒီ High Rose Fitness ဆိုတာဘာလဲဆိုတာကိုတစ်ချက်နည်းနည်းလာပြပြမယ်ဒီကဒီ High Rose workout ကပေါ့နော်ဒါတွေကိုရှင်းတန်းရမှာဒီမှာရေးထားတဲ့ဒီ workout 8မျိုးပေါ့နော်ဒီ workout 8မျိုးကိုကစားရမှာဖြစ်တယ်ဆိုတော့ workout တစ်မျိုးမစခင်မှာ1 km ပြေးရမယ်ဒီ workout တစ်မျိုးမစခင်တိုင်းမှာပြေးမယ်ပြီးရင်နောက်တစ်ခုဝင်ဆုံးမယ်ပေါ့နော်အဲ့ဒါကိုကစားရမှာဖြစ်တယ် total 8 km ပြေးပြီးတော့ကစားရမှာပါဒါပေမဲ့တစ်ခက်ချင်းစီပြေးရမှာပေါ့နော်ပြီးတော့ဒီ High Rose ရဲ့ fitness အဓိက base ကဘာလဲဆိုတော့ aerobic capacity base ဖြစ်တယ်ပြီး endurance လည်းပါတယ်အဓိက agility လည်းပါတယ်နောက်ပြီး functional workouts လည်းပါတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ overall fitness ကို base လုပ်ထားတဲ့ဒီ High Rose race လို့ပြောလို့ရတယ်ပေါ့နော်ဒီတော့ဖြူအတွက်ကကြတော့အရင်တော့ဖြူအမြဲတမ်းဒီ weightlifting နဲ့တေချာလုပ်ခဲ့တဲ့အတွက်ဒီ High Rose ကဖြူအတွက် challenge ဖြစ်တယ်ဖြူရဲ့ first time ဝင်တိုင်းမဲ့ဒီ High Rose race ပေါ့နော်ဆိုတော့ဖြူကဒီတော့ training ကိုတေချာလုပ်ရမယ်ဒီနေ့ဖြူလုပ်မဲ့ training ကကြတော့ဖြူအတွက်အားနည်းတဲ့ဒီအဓိက burpees project ပေါ့နော်ဒီ cardio နဲ့သက်ဆိုင်တဲ့ဒီ burpees projectကဖြူအတွက်ကတော့တော်တော်လေး weak ဖြစ်တဲ့ပိုင်းမှာပါဖြူကလုပ်လို့ရှိရင်နည်းနည်းလေးမောတယ်ပေါ့နော်အဲ့ဟာကိုဒီကဒီနေ့ training မှာ focus ထားပြီးတော့လုပ်ပါမယ်ဆိုတော့ you need to do let's get into itကတော့ဖြူစောမဲ့ဒီ training ကိုပေါ့နော်ဆရာကနေပြီးတော့ program လေးဆွဲပေးနေတာပါဆိုတော့ဒီကဆရာဘယ်နဲ့အချိန်ဘယ်လောက်နဲ့ဆော့ရမှာလဲတိုင်းကမိနစ်50မိနစ်50ပေးထားတယ်ဆိုတော့ဒီနေ့ training အတွက် program လေးရေးပေးနေပါတယ်workout ဖြစ်စဉ်ပြမယ်ကျွန်တော်ဒီနေ့ပထမဆုံးမီတာ1000 speed ဆိုရမယ်ကျွန်တော်ဒါမှ setting ရတော့ကျွန်တော်ပြန်ခွင့်မှာထားတဲ့အတိုင်းပဲ 5 ပဲထားမယ်ပြီးရင်1000မီတာရိုးပြန်ဆွဲမယ်ပြီးရင်ကျွန်တော်မီတာ1000ပြေးရမယ်ပြေးတဲ့အခါမှာလည်း race spacing ကိုပြန်ခွင့်မှာပြေးမယ်နောက်လည်းပြေးရမယ်ပြီးရင် complex squat ဝင်ရမယ်55တော့ပြီးတော့ကျွန်တော်တို့ category ဆွဲမယ်55တော့ပြီးတော့ bike project ကိုကျွန်တော်ကမီတာ50ထောင်ရမယ်တိုင်းမှာကျွန်တော်သတ်မှတ်ထားတဲ့ဟာရှိတယ်ပြီးဖက်ကတာပြန်ဝင်မယ်အဲဆိုကျွန်တော် calorie ကိုင်းနေမယ်အကုန်လုံးပြီးပြီဆိုတော့မှအပိတ်မှာကျွန်တော် slap push ကိုမီတာ100 push ကမီတာ100အောင်ပါဆရာ okay let's go ဒီနေ့ training လေးကဖြူရဲ့လိုအပ်နေတဲ့ဖြူ weak ဖြစ်နေတဲ့ exercise တွေနောက်ပြီးတော့ပြိုင်ပွဲမှာအသုံးပြုရမယ်စက်ပစ္စည်းတွေရဲ့ဒီအသုံးပြုနည်းတွေပြီးတော့ techniques တွေ formula ဆရာနေပြီးတော့ပြန်ပြီးတော့ပြင်ပေးနေတာပေါ့နော်ဒီနေ့စောတဲ့ workout ကဒီ High Rose မှာပြိုင်ရမယ် full workout ကိုကစားနေတာမဟုတ်ဘူးဒီ full workout အတွက်လိုအပ်မဲ့ဒီ exercise တွေပေါ့နော်ဖြူအတွက်လိုအပ်နေမဲ့ exercise တွေကိုဆရာနေပြီးတော့ program လုပ်ပြီးတော့ train မိနေတာပေါ့နော်ဒီပြိုင်ပွဲမှာဆိုရင်ဖြူက solo women ကို ticket ဝယ်ထားတယ်ဆိုတော့ဖြူတယောက်တည်းပြိုင်မှုအတွက်ရွေးချယ်ထားတယ်ဒီ High Rose မှာဆိုလို့ရှိရင် categories တွေအများကြီးရှိတယ်သူကဒီ solo woman solo man ပြီးရင် solo pro ပေါ့နော်ဒီတယောက်တည်းကိုပြိုင်ရတဲ့ဟာကိုမှ categories တွေထပ်ခွဲထားတယ်နောက်ပြီးတော့ double ပေါ့နော်နှစ်ယောက်ပြိုင်ရတဲ့ဟာရှိမယ် double woman double man ပြီးရင် double ကိုမှ miss ပေါ့နော်ယောက်ျားလေးမိန်းကလေးတွဲပြီးတော့ပြိုင်တဲ့ဟာရှိမယ် double မှာလည်း pro level ဆိုပြီးတော့ထပ်ရှိမယ်ပြီးရင် relay ပြိုင်တာပေါ့နော် relay ကကြတော့ဒီ၄ယောက်တစ်ဖွဲ့ပြိုင်တာပေါ့နော်အဲ့ဒါမျိုးရှိမယ်ဒီကတော့ဒီ pro level ရောက်သွားတဲ့အချိန်ကျရင်ဒီ weight တွေပို့ပြီးတော့များသွားတာပေါ့နော်ဆိုတော့ကိုကြိုင်နေတဲ့ categories ကိုရွေးချယ်ပြီးတော့ဝင်ရောက်ရှင်ပြိုင်လို့ရတယ်
ဒီ high ross race ကနိုင်ငံတကာမှာတွားပြီးတော့ကျင်းပနေတာပေါ့နော်ဆိုတော့ကိုအဆင်ပြေတဲ့နိုင်ငံကိုတွားပြီးတော့ရှင်ပြိုင်လို့ရတယ်ပြီးတော့အသက်16နှစ်ကနေစပြီးတော့သူတို့ရှင်ပြိုင်လို့ရတယ်16ကနေချိုးရီဆို80 80ထိပြိုင်ကြတဲ့သူတွေရှိရပေါ့နော်အဓိကကတော့ဒီ hybrid training ကိုသဘောကျတဲ့သူတွေနောက်ပြီးတော့ဒီ aerobic capacity ကောင်းတဲ့သူတွေဒီကိုယ့်ရဲ့ fitness level ဘယ်လောက်ရှိလဲဆိုတာကိုသိချင်တဲ့သူတွေကဝင်ပြီးတော့ရှင်ပြိုင်လို့ရပါတယ်ဖြူကလည်းဖြူရဲ့ fitness level ဘယ်လောက်ရှိလဲဆိုတာကိုသိချင်တယ်ပြီးတော့ this is my first time high ross race ဆိုတော့ဖြူ training တွေကိုတေချာလုပ်နေတယ်ဆိုတော့ဖြူကပြောမယ်ဆိုရင် weight lift ကိုပဲတေချာလုပ်ခဲ့ဘူးတာဆိုတော့အခုမှဒီ hybrid ကိုစပြီး train နေတာပေါ့နော် hybrid training ကိုစပြီး train နေတယ်ဆိုတော့ဖြူအတွက်ကတော့ဒီ high ross race က challenge ဖြစ်တယ်တပတ်မှာဆိုရင်ဖြူက high ross training ကို2ရက်ဝင်တယ်ကျန်တဲ့ရက်ဒီမှာဖြူ crossfit ကစားတယ်ပြီးတော့အပြေးအတွက်ကြတော့တပတ်မှာ1ရက် long run ပြေးတယ်ပြီးရင်ဂျာရက်မှာ speed training ဝင်နေ interval လေးပြေးရပေါ့နော်ပြီးတော့ဒီ easy ပေါ့နော် easy run zone 2 run လေးတွေကိုပြေးပါတယ်ဆိုတော့အခုလောလောဆယ်အနေထားမှာတော့ဖြူတက်နိုင်ဆုံးဖြူရဲ့အကောင်းဆုံးကိုဖြူစူးစမ်းနေရပေါ့နော်ဆိုတော့ပြိုင်ပွဲမှာဆိုရင်တော့ဘလို့လာမလဲတော့ဖြူမသိသေးဘူးဆိုတော့ဖြူလဲစိတ်တော့လှုပ်ရှားနေတယ်ဆိုတော့ပြိုင်ပွဲရောက်ဖို့ကလည်းအရင်မလို့တော့ဘူးဆိုတော့လေဆိုတော့ပြိုင်ပွဲမှာလည်းပြိုင်တဲ့ဟာလေးတွေကိုဗီဒီယိုရိုက်နိုင်အောင်လို့ကြိုးစားပါမယ်ဖြူကိုလည်းအားလုံးပဲအားပေးကြပါအောင်ဆုတောင်းပေးကြပါအောင်ရှင်အခုလိုမျိုးကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ပြိုင်ပွဲနေ့ကျရင်ပြန်တွေ့ကြမယ်နော် bye bye ကျေးဇူးများတင်ပါတယ်ဆရာအခုလိုမျိုးသိချာလေး ပြင်ရမယ့်အရာလေးကျွန်တော်ပြောရတာမင်းရတော့ပြန်ပြောတာဒီနေ့ဘိုးဆွေးတာစီဆွေးတာတို့ကပ်ပေါ်တဲ့ရှင်ဖြစ်နေတဲ့ဟာကိုမြင်ရမယ်အဲ့ဒါပေါ့ဝိကိစီနော်ဝိကောင်ဖြစ်တယ်အဲ့ဒါ base level push မှာခြေလမ်းပြေကိုပြေးတာကိုကပြေးတာမဟုတ်ဘူးအဲ့ခြေထောက်ကိုရှိတဲ့တရားမဟုတ်ဘူးကိုကတွန်းမှပြေးတယ်ခြေထောက်နောက်ကိုပဲပြန်တယ် ကျေးဇူးတင်ပါတယ်အခုလိုမျိုးသိချာ training အတွက် โอเคပါ